ဆိုအငင်းငင်းကိုစလဲအဖွဲ့နဲ့ဗိုလ်ချုပ်ကွမ်မော်ဦးဆောင်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့တို့ကချင်ပြည်နယ်မြကြီးနားမြို့မှာမလ28ရက်နေ့ကစတင်ပြီးဆွေးနွေးညှိနှိုင်းနေတဲ့အပေါ်အကောင်းဆုံးရလဒ်တွေပေါ်ပေါက်လာဖို့ပြည်သူတွေကမျှော်လင့်နေကြတာပါဒီငင်းချရေးဒီလိုဆွေးနွေးနေမှာကျွန်တော်တို့ကချင်မြို့သားတွေအကုန်လုံးပေါ့နော်အကြောက်ကြကင်းကင်းနဲ့နေနိုင်တဲ့ငင်းချမ်းတဲ့အချိန်ခါလေးတစ်ခုကိုကျမတို့ရဖို့ကျမတို့မျှော်လင့်နေပေါ့နော်ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်မျှော်လင့်နေတယ်နောက်ထပ်လည်းပဲဘာမှအရှုပ်အရှင်းမရှိအောင်အားလုံးဗမာပြည်တပြည်လုံးနဲ့အေးချမ်းနေချင်တာအတိတ်ကဒါပါပဲဆွေးနွေးတဲ့လူကြီးတွေဝအောင်မင်းတို့တရားနဲ့ဆွေးနွေးတဲ့လူကြီးသူတို့မှာအများကြီးမို့တည်တာပဲသူတို့ဆွေးနွေးတာဖြောင်းလို့ရှင်ပြီးသွားမှာပဲမလ29ရက်နေ့ညနေပိုင်းမှာလည်းအစိုးရနဲ့ KNU တို့ထပ်မံတွေ့ဆုံပြီးစီးရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်အဓိကတော့ဒီကျွန်တော်တို့တိုက်ပွဲတွေကိုဘယ်လိုအရှင်လျှော့မလဲဆိုတဲ့အပိုင်းကိုဆွေးနွေးတာပါဟုတ်ကဲ့ဆရာဘိုးချုပ်ရေကျင်းအားရမှုလို့ရှိတာဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့လောလောဆယ်တော့ကျွန်တော်တို့အဖြေတစ်ခုတော့မရသေးဘူးပေါ့နော်ဒါပေမဲ့တချို့သဘောတူညီချက်တွေကတော့ဒီကျွန်တော်တို့တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုဆက်လက်ပြီးဆွေးနွေးကြမယ်ဆိုတဲ့သဘောတူညီချက်မျိုးကတော့ရပါတယ်ဟုတ်ကဲ့ဘိုးချုပ်မနှက်ပြန်အောင်ဗာတွေဆွေးနွေးဖို့ရှိတယ်မနှက်ပြန်မှာလည်းဒီကျွန်တော်မနေ့ကဆွေးနွေးတယ်လို့ပဲနောက်ကျွန်တော်တို့နိုင်ငံဆွေးနွေးပွဲတွေဘယ်လိုလုပ်မလဲပြီးတော့ဒီတိုက်ပွဲတွေဘယ်လိုအရှင်လျှော့သွားမလဲဆိုတဲ့အပိုင်းကအဓိကထားပြီးဆွေးနွေးမှာပါအစိုးရဘက်ကလည်းတိုင်းရင်းသားတွေအားလုံးတောင်းဆိုတဲ့တန်တူရည်တူအခွင့်အရေးရရှိရေးကိုပိုင်အုပ်ချုပ်ခွင့်ပြဋ္ဌာန်းခွင့်ရရှိရေးစတာတွေနဲ့ပတ်သက်ပြီးကန့်သက်ချက်မထားပါဘူးလို့ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင်ပြည်အောင်စုဝန်ကြီးဦးအောင်မင်းကပြောကြားခဲ့တာမို့ဒေသခံတွေကလည်းမျှော်လင့်ချက်တွေရှိနေတာပါဖြစ်လာနိုင်ပြီလို့မျှော်လင့်ပါတယ်ဘာဖြစ်လဲဆိုတော့ Federal ဆိုတာကတော့ဒါတိုင်းပြည်ကဒီမှနေခွဲထွက်ဖို့မဟုတ်ဘူးလေနော်ဒါဒီထဲမှာနေပြမတူနေသွားဖို့ဆိုတော့အဒီထင်တာကတော့လေဖြစ်နိုင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်မျောလင်းပါတယ်အကုန်လုံးတော့ဗောနော်နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံးဖြစ်မယ်လို့မျောလင်းပါတယ်ဒီအများကြီးကောင်းတော့ပိုကောင်းတာဗောနော်အားလုံးအတွက်လူငယ်တွေတက်ရပိုတိုးတက်တာပါဒီလောက်ပါပဲပြောပြပါဦးငင်းချင်ရရင်တော့ပိုပြီးတော့ဝမ်းသာဆက်ဖြစ်ပါတော့ဆွေးနွေးပွဲအခြေအနေတွေကို KNU ကမြို့မျိုးဖားတွေကိုတင်ပြရမှာပြည်အောင်စုအစိုးရထံကချင်လွတ်လပ်ရေးအဖွဲ့ရဲ့တောင်းဆိုချက်တွေဟာသူတို့ဆန္ဒနဲ့တူညီတယ်လို့လူထုကပြောဆိုကြပါတယ်တူကြတယ်အားလုံးထပ်တူကြတယ်အဲ့ဒါပဲအတူတူပဲတရုတ်နိုင်ငံရွှေလီမြို့မှာပြုလုပ်ခဲ့တဲ့မလ17ရက်နေ့ဆွေးနွေးပွဲတုန်းကနှစ်ဖက်ပြဿနာဖြစ်ပွားနိုင်တဲ့ဒေသကတက်ကိစ္စတွေနဲ့တိုက်ပွဲတွေဆက်ပြီးလျှော့ချဖို့အတွက်အောက်ခြေတက်အထိညွှန်ကြားသွားဖို့သဘောတူညီခဲ့ကြပါတယ်အစိုးရနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့မြကြီးနားမြို့ဆွေးနွေးပွဲမှာဒုက္ခသည်အရေးကိစ္စကိုအရေးတယူထည့်သွင်းဆွေးနွေးဖို့စစ်ပြေးဒုက္ခသည်တွေကလည်းလိုလားနေကြပါတယ်။ကျွန်မခင်ယူပါပါရှင်။